ဂျူလီယာဟာရွာထဲကနေဈေးထဲကိုဟင်းချက်ဆရာသွားဝယ်ရင်းနဲ့ဈေးရောက်တဲ့အတော်ကြီးနဲ့စကားပြောရာအတော်ကြီးကညီမကိုဝင်ကြီးနဲ့ဈေးဝယ်ထွက်နေတာအဆင်ပြေရလားအခုကဘယ်နှလားရှိနေပြီလဲဆိုပြီးတော့မိတော့ဂျူလီယာကလေအခုမှ2လပဲရှိပါသေးတယ်တော်တော်ဆိုပြီးတော့ပြန်ပြေးလိုက်ခဲ့ပါ၏အတော်ကြီးမှဂယူးဆိုင်ဖို့ပြောပြီးတော့အခုတလောဟိုဘက်ရွာကစုံမတကောင်တွေးလိုက်တယ်လို့သတင်းတွေကြားနေရပြီးတော့လေပင်ရလုံကြုံအောင်ဖုံးထားလို့လည်းပြောနေကြတယ်လို့အတော်ကြီးကနေပြီးတော့ဂျူလီယာကိုမှားလိုက်ပါ၏ဒေါ်ထားအိမ်ပြန်ရောက်တော့သူ့ရဲ့ခင်မုန်းကိုယောက်ျားရဲ့ညီမနဲ့သူ့ရဲ့ကောင်လေးဘဲချင်းရောက်မှလဲဆိုပြီးတော့မေးလိုက်ခဲ့ပြီးတော့သူတို့မကြခင်ရောက်လာတော့မယ်ထင်တယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါ၏ပြောပြီးတော့တိတ်မကြခင်မှာပဲအင်ရှိကနေကားဟုံးတီးတန်ကြကသူတို့တွေရောက်ရှိလာခဲ့ပါ၏နောက်တော့ဂျူလီယာမှအမ်ဘတ်ကိုညီမလေးကိုမတွေ့တာကြားလို့ထင်တယ်အရင်ကတက်ထောင်မှာပို့ပြီးတော့ချောလာသေးတယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပြီးတော့ရွှေရီကလည်းဘယ်ကသာညီမကအရင်တိုင်းပါပဲအမကသာပို့ပြီးတော့လှလာတာပါဆိုပြီးတော့ပြောခဲ့ပြီးတော့ရောင်မနှစ်ယောက်ဟာကိုငှချင်းကိုချင်းနေခဲ့ကြပါ၏အမ်ဘတ်ကဂျူလီယာကိုအမကိုဝင်ကအခုဆိုဘယ်နှလားရှိပြီလဲဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာမှတ်ထားတည်ထားတဲ့ရင်တွေဦးကစုနေလို့မြင်မြန်သွားချပြီးတော့အခုမှ2လပဲရှိပါသေးတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါ၏ညစာစားနေတဲ့အချိန်မှာအမ်ဘတ်ကဂျူလီယာကိုကလေးတွက်ကိုလက်ဆောင်ကိုကြိုပေးထားလိုက်ပါ၏ဂျူလီယာရဲ့ခင်ပိုးကလည်းတားလေးကတော့အခုလိုမျိုးဦးဦးနဲ့အန်နီမျိုးကိုရထားလို့ပျော်နေတော့မှပဲဆိုပြီးတော့ပြောလိုက်ခဲ့ပါ၏အမ်ဘတ်ရဲ့ခင်မုန်းကလည်းကျွန်တော်တို့2ယောက်အတွက်ကိုကလေးရအောင်ဆူတောင်းပေးပါအောင်လို့ပြောလိုက်ပြီးတော့အမ်ဘတ်ကသူမရဲ့ဘိုက်ကိုစမ်းကြည့်ပြီးတော့တခုခုစဉ်းစားနေပါတော့တယ်ဂျူလီယာကလည်းစိတ်မပူပါနဲ့အမားတို့ဆူတောင်းပေးနေပါတယ်လို့ဝင်ပြောလိုက်ပြီးတော့အမ်ဘတ်ကလည်းကျေးဇူးတင်ကြောင်းကိုပြန်ပြောလိုက်ပါ၏အဲဒီနောက်မှာတော့အကောင်လုံးကအတီးတီးကိုအိပ်ယာဝင်လိုက်ကြပါ၏ညဘက်တကောင်ချင်းရောက်မှာတော့ဂျူလီယာကတရေနိုးပြီးတော့ရေထွက်တောင်းနေခဲ့ပါ၏ရေတောက်ပြီးလို့အိတ်ခမ်းထဲကိုပြန်သွားတဲ့အခါမှာတော့ဗရင်ပေါက်ကနေပြီးတော့ခေါင်းပြက်ဆုံးမရဲ့အရေးကိုတွေးလိုက်ပြီးတော့ကြောက်လန့်ကသူမရဲ့ခင်မိုးကိုတွားနှုတ်ပါတော့တယ်ဒုံကလည်းဘာဖြစ်လို့လဲဆိုပြီးတော့မေးပြီးတော့ဂျူလီယာကပြင်မှာခေါင်းပြက်ကြီးလေပေါ်မှာပြန်နေတာကိုတွေးလိုက်ရလို့တွားကြည့်ပေးပါအောင်ဆိုပြီးတော့ကြောက်လန့်တကြားနဲ့ကိုပြောပါ၏ဒုံကလည်းငါပင်ပန်းနေပြီကွာဒီတိုင်းရှောက်မြင်တာနေမှာပါဆိုပြီးတော့ပြန်ပြောလိုက်ပါ၏ဂျူလီယာကလည်းမနဲ့ဈေးသွားတော့ကဈေးတဲ့အတော်ကြီးပြောလိုက်တဲ့ဟိုဘက်ရွာကခေါင်းပြက်ဆုံးမအကြောင်းကိုပြန်ပြောပြနေခဲ့ပါ၏ဂျူလီယာကကြောက်ကြောက်လဲလဲနဲ့ကိုပြောရကြောင်းဒုံကလည်းဘာမှကိုမရှိပါဘူးဂျူလီယာကြီးမယုံရင်သွားကြည့်ကြမယ်ဆိုပြီးတော့ပြောခဲ့ပြီးတော့အင်းရှိကိုထွက်ကြည့်ကြပါ၏ဒါပေမဲ့လို့အပြင်ရောက်တော့အမ်ဘတ်ကိုပဲတွေးလိုက်ရပြီးတော့အံ့ဩပြီးတော့ဒီချိန်ကြီးအပြင်မှာဘာလုပ်နေတာလဲဆိုပြီးတော့မေးလိုက်ခဲ့ပါ၏အမ်ဘတ်ကလည်းအိတ်မပြောလို့လင်းချင်းထွက်ခံနေတာဘာလို့ပြောပြီးတော့အခုတော့ကဒီချိန်ကြီးကိုဘာလုပ်နေတာလဲဆိုပြီးတော့ပြန်မေးလိုက်ပါ၏ဒုံကနေပြီးတော့ဂျူလီယာကပြောတယ်ခုနကဒီမှာအကောင့်တစ်ကောင်ပြတ်နေတာကိုတွေ့လိုက်လို့ထွက်ကြည့်နေတာဆိုပြီးတော့ပြောလိုက်ခဲ့ပါ၏အမ်ဘတ်ကလည်းအကောင့်တစ်ကောင်ပြတ်နေတာဆိုရင်တော့ညီမခုနှစ်တုန်းကလင်းတို့တစ်ကောင်ပြတ်နေတာကိုတွေ့လိုက်တယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါ၏တွေ့လာမိမရဲ့ငါပြောတာပဲပြန်အိတ်ကြမယ်နော်ဆိုပြီးတော့ပြောလိုက်ခဲ့ပါတော့တယ်ဂျူလီယာကလည်းအမ်ဘတ်ကိုညီမလေးလေးပြင်မှာအကြာကြီးမနေနဲ့လေချင်းကြိုက်တယ်အထဲပြန်ဝင်ပါလားဆိုပြီးတော့ခေါ်ခဲ့ပြီးတော့အမ်ဘတ်ကလည်းညီမပြင်မှာနေလိုက်အောင်မယ်ဆိုပြီးတော့ပြောခဲ့ပါ၏နောက်တနေ့မနေ့ကိုရောက်တော့ဒုံနဲ့အမ်ဘတ်ရဲ့ခင်မုံကအပြင်မှာထိုင်နေကြပြီးတော့ဒုံကိုစုံမရဲ့တရင်ကြောင့်ညဘက်အပြင်ကိုတယောက်တည်းပေးမထွက်ဘူးဆိုပြီးတော့ပြောနေခဲ့ပါ၏နောက်တော့မနက်စာစားကြပြီးတော့အမ်ဘတ်နဲ့သူ့ရဲ့ခင်မုံတို့မှပြန်တော့မှကြောင့်ဂျူလီယာနဲ့အမ်ဘတ်ကိုလှုပ်ဆက်နေခဲ့ကြပါ၏အဲဒီနောက်မှာတော့အမ်ဘတ်တို့ဟာလည်းပြန်သွားကြပြီးတော့ဒုံကလည်းအလုပ်ကိုသွားရာဂျူလီယာကလည်းသူ့ရဲ့တငယ်ချင်းတွေစီကိုထွက်လာပြီးတော့စကားဝိုင်းဖွဲ့နေကြပါ၏ဂျူလီယာရဲ့တငယ်ချင်း3ယောက်ထဲမှာရူမန်ကလည်းကိုဝင်ဆောင်ထားရပြီးတော့အခုဆိုရင်8လရှိပြီဖြစ်လို့ဂယူးဆိုင်ရန်ပြောနေခဲ့ကြပါ၏အာဂျူကနေပြီးတော့မနေ့ကဘေးနားကစုံမကိုမြင်လိုက်ရလို့ကြောက်နေကြတယ်နင်တို့လည်းညဘက်ပြင်ထွက်ရင်ဂယူးဆိုင်ကြဖို့နဲ့ကိုဝင်ဆောင်နေတွဲဆိုရင်ဘိုင်ထက်ကကလေးကိုလည်းထိခိုက်တာကြောင့်ပို့ပြီးတော့ဂယူးဆိုင်ဖို့အတွက်ကိုပြောနေခဲ့ပါ၏အဲ့ဒီညဘက်မှာတော့ရိုမီယိုရဲ့ခင်မုန်းကခရီးထွက်ဖို့ကိုအထုပ်ပိုးတွေပြင်ဆင်နေပြီးတော့ရိုမီယိုကလည်းမနေ့မှသွားလို့မရဘူးလားယောက်ျားကြီးအခုကကိုဝင်ကြီးနဲ့ဆိုတော့တခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့မေးလိုက်ပါ၏ရိုမီယိုရဲ့ခင်မုန်းကလည်းမရဘူးရိုမီယိုမေကတော်တော်နေမကောင်းဖြစ်နေတာငါတို့ခုချက်ချင်းသွားမှရမယ်လို့ပြောပြီးတော့ဆိုင်ကယ်နဲ့ကိုထွက်လာခဲ့လိုက်ပါတော့တယ်အဲ့ဒီနောက်တော့သူတို့အမေအိမ်ကိုပြန်ပြီးတော့ရိုမီယိုရဲ့ခင်မုန်းကလည်းသူ့အမေနားမှာအခြေအနေသွားကြည့်ပြီးတော့ရိုမီယိုကတော့တယောက်တည်းကိုထိုင်နေခဲ့ပါ၏နောက်တော့ရိုမီယိုကလည်းအိမ်သာသွားခြင်းလို့နောက်ဘေးကိုထွက်လာချိန်မှာစုံမကိုတွေ့လိုက်ရလို့အသေးသက်ကိုအော်ဟစ်လိုက်ပါ၏အော်တန်ကိုကြားပြီးတော့ထွက်ကြည့်လိုက်တဲ့ချိန်မှာတော့ရိုမီယိုမှာအိမ်သာထဲမှာတေဆုံနေတာကိုတွေ့လိုက်ခဲ့ရပါတော့တယ်နောက်တနေ့မနက်မှာတော့အာဂျူကဂျူလီယာကိုမင်းညကဟိုဘက်ရွာမှာရီမြူးတေဆုံးတဲ့အကြောင်းသွားပြောခဲ့ပြီးတော့ဂျူလီယာကလည်းရီမြူးရဲ့တရင်ကြပြီးတော့ဝမ်းနဲ့ကြောက်ရွံ့နေခဲ့ပါ၏ညစာထမင်းဝိုင်းကိုရောက်တော့လေဂျူလီယာကသူ့ရဲ့ခင်မွန်းဖြစ်သူတုံးကိုရီမြူးအားခေါင်းပြက်ဆုံးမကြောင့်တည်သွားတယ်ထင်တယ်ပြီးတော့ဆုံးမရဲ့ရန်ကိုကျက်သွန်နေနဲ့ကောက်ကွယ်လို့ရတယ်လို့ပြောတန်ကြတယ်ဆိုပြီးတော့ပြောနေခဲ့ပါ၏ဒုံကလည်းရီမြူးတေဆုံးသွားတဲ့တရင်ကိုတော့အစင်မကောင်းဖြစ်မိပေမဲ့လို့ဆုံးမကြောင့်မဟုတ်ပဲမတော်တဆအကြောင်းရင်းတစ်ခုကြောင့်တေဆုံးသွားတယ်လို့ပဲယုံကြည်နေခဲ့ပါ၏ဂျူလီယာကတော့ဆက်ပြီးပြောနေတော့လေဒုံကတော့မဟုတ်တာတွေကိုယုံကြည်နေမယ်အစားစစ်အေးထားလို့သာပြောခဲ့ပါ၏အမှန်တော့ရွာထဲမှာပြောနေကြတဲ့ဆုံးမကဂျူလီယာရဲ့ကြောင်မအမ်ဘတ်ဖြစ်နေခဲ့ပါ၏နောက်တရက်တော့ရွာမှာတကြီးနဲ့တခြားသောယောက်ျားလေးများကအရက်ဝိုင်းမှာအတူတူထိုင်ပြီးတော့စကားပြောနေခဲ့ကြပါ၏
စကားဝိုင်းထဲမှာလူလက်ပိုင်းအရွယ်ယောက်ျားလေးတစ်ယောက်ကရွာကိုတခိုးရီရန်နဲ့စုံမရီရန်တို့ကိုကောက်ွယ်ဖို့အတွက်ညဘက်မှလုံခြုံတင်းကျပ်ဖို့ကိုအကြံပေးနေခဲ့ပါတယ်။ဒါပေမဲ့လို့ရွာသူကြီးကတော့တခိုးရန်ကိုတော့ကောက်ွယ်ဖို့လိုတယ်။ဒါပေမဲ့လို့စုံမဆိုတာကတော့မရှိဘူးဆိုပြီးတော့ပြန်ပြောလိုက်ခဲ့ပါတယ်။အကြံပေးတဲ့သူကတော့သူဟိုနေ့ညကညဘက်အိမ်ပြန်နေတဲ့လမ်းမှာခေါင်းပြက်ကြီးလေးပေါ်ပြန်နေတာကိုတွေ့ပြီးတော့သူဆိုင်ကမှောက်ခဲ့တဲ့အကြောင်းကိုပြန်ပြောခဲ့ပါတယ်။အရက်ဝိုင်းဖွဲ့နေတဲ့အဲ့ဒီညမှာပဲရွာသူကြီးနဲ့ကြံတဲ့ယောက်ျားလေးနှစ်ယောက်ကမူးပြီးတော့အိပ်ပျော်နေကြပါတယ်။အဲ့ဒီအထင်းမှာတယောက်ကအိတ်ချင်မူတူးနဲ့ကိုနိုးလာခဲ့ပြီးတော့ခေါင်းပြက်ဆုံးမှလေးပေါ်ပြန်နေတာကိုတွေ့ပြီးတော့ကြောက်သေးထွက်ကသူ့ဘေးမှာအိပ်ပျော်နေတဲ့တငယ်ချင်းကိုကြောက်လန့်တကြားနဲ့ကိုမှနှိုးလိုက်ပါတော့တယ်။သူ့ရဲ့တငယ်ချင်းကလည်းအိတ်နေတာကိုနှိုးရမလားဆိုပြီးတော့ဒေါသထွက်နေတဲ့အချိန်မှာပဲသူလည်းပဲဆုံးမကိုတွေ့လိုက်ရပြီးတော့ကြောက်သေးထွက်ကအော်ဟစ်လိုက်ကြပါတော့တယ်။သူတို့နှစ်ယောက်ဆူညံနေတာကိုကြားပြီးတော့နိုးလာတဲ့ရွာသူကြီးကလည်းမင်းတို့နှစ်ကောင်ဘာဖြစ်နေတာလဲဆူညံနေတာပဲဆိုပြီးတော့မေးလိုက်ပြီးတော့သူတို့နှစ်ယောက်ဆုံးမကိုတွေ့လိုက်ရတယ်ဆိုတာကိုပြန်ပြောပြနေခဲ့ပြီးတော့တွေ့လိုက်ရတဲ့နေရာကိုပါလက်ညှိုးထိုးပြပါတယ်။ဒါပေမဲ့လည်းဆုံးမကသူတို့ပြတဲ့နေရာမှာမရှိတော့တဲ့ကြောင့်ရွာသူကြီးကမင်းတို့နှစ်ကောင်အရက်ကြောင်ကြောင်နေတာလားဆိုပြီးတော့ဆူလိုက်ကသူတို့နေရာကိုရှင်းလင်းပြီးတော့အိမ်ပြန်ခိုင်းပါတော့တယ်။အဲ့ဒီနှစ်ယောက်ကတော့နေရာအားရှင်းလင်းနေချိန်မှာပဲရွာလူကြီးကချုံပုတ်ထဲကအတန်ကိုတွားကြည့်လိုက်ပြီးတော့ဘာကောင်လဲဆိုတာကိုတေချာကြည့်နေခဲ့ပါတယ်။ဒါပေမဲ့လို့ချုံပုတ်ထဲကထွက်လာတဲ့အရာကအကောင်တကောင်မဟုတ်ပဲနဲ့ခေါင်းပြက်ဆုံးမဖြစ်နေတာကိုမြင်လိုက်ရတဲ့အချိန်မှာပဲရွာလူကြီးကတော့ကြောက်လန့်ပြီးတော့တတိလက်သွားခဲ့ပါတယ်။ရှင်းလင်းနေတဲ့နှစ်ယောက်ကရွာလူကြီးလဲကျနေတာကိုမြင်တော့တတိပြန်ရဖို့အတွက်ပါးကိုဘဲပြန်ညာပြန်ရိုက်ပြီးတော့အတင်းနှိုးနေခဲ့ပါတယ်။ရွာလူကြီးကတတိပြန်ရလာပေမဲ့လို့စုံမကိုမြင်လိုက်တယ်။စုံမလို့တာအော်ပြီးတော့ပြန်လဲမေ့မျောသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာဒုံနဲ့ဂျူလီယာကလည်းသူတို့အိမ်မှာရင်နွေးချမ်းတောက်နေခဲ့ကြပြီးတော့ဒုံကလေရွာတွေကသူတွေဒီနေ့အတော်ဆူညံနေကြပါလား။ဒီကောင်တွေကတော့တကြီးနဲ့ပေါင်ပြီးတော့မူးနေကြပြီထင်ပါတယ်ဆိုပြီးတော့ဂျူလီယာကိုစားနောက်ရင်းနဲ့ကိုပြောဆိုနေခဲ့ပါတယ်။နောက်တရက်မနေ့မှာတော့ဂျူလီယာကလည်းအိမ်ကခြံစည်းကိုခတ်နေတဲ့အချိန်မှာပဲအန်ဘက်ကရောက်ရှိလာခဲ့ပြီးတော့အမကြီးအလုပ်ရှုပ်နေတာပါလား။ဘာလို့များလုပ်နေတာလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတော့တယ်။ဂျူလီယာကတော့ဒါရီလာအခုတလောဆုံးမတကောင်တောင်းညက်နေလို့ကြိုတင်ပြီးတော့ပြင်ဆင်တင်တာတွေပြင်ဆင်နေတာလေ။ဒါနဲ့ဘယ်ကိုလာတာလဲဆိုပြီးတော့မေးလိုက်တော့ဒီနားကိုလာတော့လမ်းကြုံရင်နဲ့အမားတို့စီဝင်လာတာပါ။ဒါနဲ့လေညီမကတော့ဆုံးမတရင်ဆိုတာကောလာဟာလာတွေပဲလို့ထင်တယ်။အခုအမလုံးနေတာတွေကကိုဝင်အတွက်ထိခိုက်မယ်နော်။ကိုဝင်ဆောင်နေမှာလဲကြက်သွန်ဒီအနက်ကဘိုက်ထဲကကလေးကိုပါထိခိုက်နိုင်တယ်လို့ပြောပြီးတော့ဂျူလီယာကလည်းအဲ့ဒါတော့ဟုတ်တယ်ညီမလေးအခုတော့မှဒီနန်းကစူးနေတာပဲဆိုပြီးတော့ပြန်ပြောလိုက်ခဲ့ပါ යි ။အမ်ဘက်ကလည်းဂယုဆိုင်တော်အမကြီးညီမပြန်တော့မယ်ဆိုပြီးတော့နှုတ်ဆက်ကထွက်လာခဲ့လိုက်ပါတော့တယ်။အဲဒီနောက်မှာတော့မင်းညကဆုံးမကိုတွေ့လိုက်တဲ့ရွာသူကြီးနဲ့ကျန်တဲ့နှစ်ယောက်မှာဂျူလီယာရဲ့အိမ်ရှိရောက်တော့ဂျူလီယာကိုတွေ့လိုက်တာနဲ့ပဲနှုတ်ဆက်လိုက်ပြီးတော့သူတို့တွေမင်းညကခေါင်းပြက်ဆုံးမကိုတွေ့လိုက်ရတယ်လို့ပြောကအနီးနားချင်းတွေအကုန်လုံးကလည်းကြားပြီးတော့သူတို့၃ယောက်နာကိုလာခဲ့လိုက်ကြပါ යි ။ဆုံးမကိုတွေ့လိုက်ရတဲ့သူတွေထဲကနေတယောက်ကဆက်ပြီးတော့ဟုတ်တယ်အဲ့ဒီတဲ့ကအမှန်ပဲဆုံးမကိုတွေးလိုက်လို့မင်းညကဒီကောင်တောင်မှကြောက်သေးထွက်ကြတယ်ဆိုပြီးတော့သူ့ရဲ့တငယ်ချင်းကိုရည်ရွယ်ကပြောလိုက်ပါသေးတယ်။ဂျူလီယာကလည်းဒါဆိုရင်ဆုံးမတဲ့ကအမှန်ပေါ့ဘယ်လိုလုပ်ကြမလဲဆိုပြီးတော့ညီးတွားနေခဲ့ပါတော့တယ်။တကြီးကလည်းဂျူလီယာခြံထဲမှာလုံနေတာတွေကိုမြင်တော့ဒုတ်တွေကဘာလုပ်ထားရလဲဆိုပြီးတော့မေးတော့ဂျူလီယာကလည်းဆုံးမတွေကကြက်သွန်ဒီကိုကြောက်တယ်လို့သတင်းကြားထားလို့ကြိုပြီးတော့ပြင်ဆင်နေတာလေးဆိုပြီးတော့ပြန်ပြောလိုက်ခဲ့ပါတော့တယ်။ဂျူလီယာကလည်းဟုတ်တယ်ဆုံးမတွေကကိုဝင်ဆောင်မိခင်တွေဆိုရင်ပို့ပြီးတော့ပြစ်မှတ်ထားလို့ညီမလည်းကြောက်တာနဲ့ဒါတွေလုပ်နေတာဒီလိုနဲ့သူတို့ထဲကတယောက်ကဟုတ်ပြီဒါဆိုရင်ငါတို့ဒီနီလန်နဲ့ဆုံးမကိုဖမ်းလို့ရတယ်ငါတို့ဒီအစီအစဉ်တိုင်းကိုလှုပ်ဆောင်ကြမယ်ဆိုပြီးတော့အစီအစဉ်ဆွဲနေခဲ့ကြပါတယ်အစီအစဉ်ဆွဲပြီးလို့ညာဘက်ရောက်လာတဲ့ချိန်မှာတော့ဆုံးမကဂျူလီယာအိမ်နာကိုရောက်ရှိလာခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာပဲနေလေကအစီအစဉ်ဆွဲထားတဲ့အတိုင်း၃ယောက်သားကပုံတွေကကြက်သွန်တွေလိန်ထားတဲ့ဒုတ်ကိုကိုင်းပြီးတော့ဆုံးမကိုတွေ့တာနဲ့ပြေးပြီးတော့ရိုက်လိုက်ရမှာဆုံးမကတော့ပြုတ်ကျပြီးတော့သူတို့တွေဆင်ထားတဲ့ထောင်ချောက်ထဲမှာပိတ်မိသွားခဲ့ပါတော့တယ်ဆုံးမကိုဖမ်းပြီးတော့ထောင်ချောက်နာကိုဂျူလီယာဒုံနဲ့တခြားသူတွေကရောက်လာပြီးတော့ကြည်ကြပါတော့တယ်အဲ့ဒီအချိန်မှာတီးလိုက်ရတာကတော့တရားလုံးကြောက်နေရတဲ့ဆုံးမကတော့အမ်ဘက်ဖြစ်နေတာကိုတွေ့လိုက်ရပြီးတော့ဒုံကလေအမ်ဘက်ညီမလေးနင်ကဘာလို့ဆုံးမဖြစ်နေရလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတော့တယ်အမ်ဘက်ကလည်းငါနင်တို့ကိုအလုပ်ပေးမှာမဟုတ်ဘူးငါမှတော့ကိုဝင်ဆောင်ပြီးတော့ကလေးကိုအရန်လိုချင်ခဲ့တာ၃နှစ်ကျော်တာတော့ကလေးမရဘူးကိုဝင်ဆောင်နိုင်တဲ့နင်တို့ကိုမုံနေငါနင်တို့ကိုအလုပ်ပေးမှာမဟုတ်ဘူးဆိုပြီးတော့ပြောပါတော့တယ်အဲ့ဒီနောက်မှာတော့တခြားရွာသားတွေကလည်းရောက်ရှိလာခဲ့ပြီးတော့ဆုံးမကိုတွေ့တော့အကုန်လုံးကလည်းအံ့ဩနေကြပါ යිဂျူလီယာကတော့အမ်ဘက်ရဲ့ခင်ဘိုးကိုဖုန်းဆက်ခေါ်ပြီးတော့အခြေအနေတွေကိုရှင်းပြကသူတို့ရှိတဲ့နေရာကိုအမြန်လာဖို့ပြောလိုက်ပါ යිတခြားရွာသားတွေကတော့ကိုဝင်ဆောင်မိခင်တွေကိုလိုက်ပြီးတော့တပ်ဖြတ်နေတဲ့ဆုံးမကိုတပ်ပြစ်ဖို့အတွက်ကိုမှဝိုင်းအော်နေကြပြီးတော့အမ်ဘက်ရဲ့ခင်ဘိုးအယောင်မှာပဲအမျိုးသမီးတစ်ယောက်ကမီတို့ကိုဆုံးမအားဖမ်းထားတဲ့ထောင်ချောက်စီကိုပြစ်လိုက်ပြီးတော့မီရှို့တပ်ပစ်လိုက်ပါတော့တယ်အမ်ဘက်ရဲ့ခင်ဘိုးကတော့သူရောက်ချင်းမာရင်အမ်ဘက်မီလောင်သွားတာကိုကြည့်ပြီးတော့ငိုကြွေးနေကဇလန်လေးကတော့ဒီမာရင်ပဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်းပဲ like and subscribe လေးတွေပြုလုပ်ပေးခဲ့ကြပါဦးနော်ဒါဆိုရင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်လားဗျာအားလုံးကိုကျေးဇူးတင်ပါတယ်